ဆိုလေနေရာကပြင်းပေါ့နော်အခုတော့ကျုပ်မှာတစ်ပိုက်ဒီတစ်ပိုက်အားဒီမှာရှိတဲ့ကလေးလေးယောက်တော့မောက်အောင်ကျွေးစမ်းပါအဲ့အတွက်ရှာစမ်းပါရှာနိုင်လို့တော့နောက်ထပ်၄ယောက်နဲ့ပိုးရဲအခုတော့ကျုပ်မှာနောက်တစ်ပိုက်တော့ကြောထားတဲ့ပိုက်မကြောက်နိုင်ဘူးအမေရှက်ဘူးတော့ရှက်ပါဘူးဒီကလေးဘယ်လိုကျွေးပြီးဘယ်လိုမွေးရမှာမသိဘူးနောင်လာရတယ်ပြီကိုလားငါလီယူပြီးအမပြီးငါဒုက္ခပြင်းပြီးဆိုပြီးဒီနောင်လာ